ရှင်ဝက်တွေကတဲ့ငရေမြစ်မာတဲ့တတဝါတွေကတကောင်ဖြစ်ပါတယ်တဲ့ဝက်တွေကိုအသားနဲ့အခြားထုတ်ကုန်တွေအတွက်လည်းမွေးမြူကြတယ်တဲ့လူတွေကဝက်တွေကိုညက်ပတ်တယ်ဆိုပြီးထင်တတ်ကြပါမယ်တကယ်ကဝက်တွေကရေချိုးရတာအေးမြတဲ့နေရာမှာနေရတာကိုကြိုက်တယ်တဲ့တသားမိမိတို့ရဲ့ရှွန့်တွေထဲမှာလူးတာကတော့သူတို့ရဲ့နေပူဒဏ်ကိုကာကွယ်ဖို့ပါပဲတဲ့ဝက်တွေကအစုံစားတဲ့တတဝါတွေဖြစ်ပြီးတစ်သီးတွေဟင်းသီးဟင်းရွက်တွေကောက်နှံတွေနဲ့အခြားအစားအစာတွေကိုလည်းစားတတ်ကြပါတယ်တဲ့ဝက်တွေကမိသားစုနဲ့နေတတ်ကြတယ်ဝက်မေမေတွေကသူတို့ရဲ့ကလေးတွေကိုအလွန်ကိုမှဂရုစိုက်တတ်ကြပါတယ်တဲ့ဝက်ကလေးတွေကိုပစ်ကလန်လို့ခေါ်တယ်ဝက်လေးတွေကအနံ့ခံစွမ်းရည်အရန်ကိုကောင်းတဲ့တတဝါတွေဖြစ်ပါတယ်တဲ့သူတို့ရဲ့အနံ့ခံစွမ်းရည်ကလူတွေထက်အဆ1000ပိုကောင်းပါတယ်တဲ့တချို့နိုင်ငံတွေမှာဆိုရင်မှုန်နဲ့ဆေးဝါးတွေရှာဖွေဖို့ဝက်တွေကိုတော့မှအသုံးပြုတတ်ကြပါတယ်တဲ့တသားမင်းမျိုးရဲ့ဝက်တွေဟာစူးစမ်းလိုစိတ်များပြီးညံကောင်းတဲ့တတဝါတွေဖြစ်ပါတယ်တဲ့နောက်ပြီးသူတို့ကနေပူစာလုံတာနဲ့ချစ်စရာကောင်းတဲ့အတန်တွေကိုလုပ်ပြတာကိုလည်းကြိုက်နှစ်သက်ပါတယ်တဲ့ကဲတသားမင်းတို့ဝက်ကလေးတွေအကြောင်းသိပြီဆိုတော့ဝက်ကလေးတွေအကြောင်းကိုဖြေကြရအောင်ဝက်လေးတွေကရှွန့်ထဲမှာလူတာဘာလုပ်ဖို့ပါလဲတဲ့1ကစားတာ2နေပူဒဏ်ကိုကာကွယ်တာဟုတ်ပါတယ်ဝက်လေးတွေရှွန့်ထဲမှာလူတာကနေပူဒဏ်ကိုကာကွယ်ဖို့ပါနောက်ထပ်အကောင်တွေအကြောင်းကိုလည်းထပ်ပြောပြပေးမယ်နော်